အားလုံးပဲမင်္ဂလာပါ KD Learning Academy ကနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာတော့ N3 grammar မှာပါတယ်နာနီနာနီနီခါဂီရူဆိုတဲ့ grammar လေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ဒီ grammar လေးက N3 မှာဆိုလို့ရှိရင်အရေးကြီးတဲ့ grammar လေးတစ်ခုဖြစ်တယ်ပေါ့နော်လွယ်ပါတယ်ပေါ့နော် Okay အဲ့ဆိုလို့ရှိရင်ဒီနေ့ grammar လေးကိုစပြီးတော့သွားလိုက်ကြအောင်နာနီနာနီနီခါဂီရူသူ့ရဲ့အဓိပ္ပာယ်လေးကကြတော့နာနီနာနီတာကအကောင်းဆုံးပေါ့နော်တော့ပြောချင်တာကကြတော့နာနီနာနီလောက်တာနာနီနာနီကအကောင်းဆုံးနာနီနာနီကလွဲပြီးတော့အချားဟာမရှိဘူးဆိုပြီးတော့အဓိပ္ပာယ်ပြန်ပြရမယ်ပေါ့နော်သူကကြတော့ပြောသူရဲ့ပေါ့တော့ဟိုပေါ့ပြောသူရဲ့ထင်မြင်ယူဆချက်တွေဥမာအခြေအနေတစ်ခုလှုပ်ဆောင်ချက်တစ်ခုဒါမှမဟုတ်လို့ရှင်အရာဝတ္ထုတစ်ခုကိုအခြားဘယ်ရာနဲ့မှမလဲနိုင်အောင်အကောင်းဆုံးဖြစ်တယ်ဆိုပြီးတော့အလေးနဲ့ပြောဆိုတဲ့အခါမျိုးတွေမှာသုံးတဲ့ grammar လေးပဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့နာနီနာနီက一番一နာနီနာနီက一番ဟိုဟိုထားဆိုပြီးတော့သုံးထုံးတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်။ကျွန်တော်ဒီအောက်မှာရေးပေးရဆိုလို့ရှင်လဲဝါကာရှာကရှုခံတက်ခီနီယူသူကပြောတဲ့လူနဲ့ပဲဆိုင်နေအများနဲ့မဆိုင်ဘူးပေါ့နော်သူပြောတဲ့လူရဲ့အမြင်နဲ့ပဲသက်ဆိုင်နေဆိုတဲ့အကြောင်းပြောတာဖြစ်ပါတယ်သူ့ရဲ့ရှေ့မှာဆိုလို့ရှိရင်မဲရှိလိုက်မယ်ကြီးလျှော့ခေးလိုက်မယ်နိုင်ခေးလိုက်ပါမယ်ပေါ့နော်နေရူနီခါဂီရူအိတ်တာကအကောင်ဆုံးနာနီမိုရှိနိုင်ခါဂီရူဘာမှမလုပ်တာကအကောင်ဆုံးဘီရူနီခါဂီရူဘီယာကအကောင်ဆုံးအဲ့လိုမျိုးလေးအထည့်သုံးပြရမှာဖြစ်ပါတယ်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အောက်က relay မှာတွားပြီးတော့ထည့်ပြီးတော့သုံးကြည့်ပါမယ်一番စကားရတာတိုခီဝါယူခရီနေရုခါဂီရူပင်မနဲ့အချိန်ဒီမှာဆိုလို့ရှိရင်ねဖြည်းဖြည်းချင်းအိတ်ဆက်တာကအကောင်းဆုံးပဲဒါပင်မလာမလားချာဟိုအလောကနေပင်မလာပဲဖြစ်ပါဖြစ်ပေါ့နော်တခြားဘာမှမလုပ်မနဲ့ဖြည်းဖြည်းချင်းအိတ်ပြီးတော့အေးစစ်စစ်အနားယူလိုက်တာအကောင်းဆုံးဖြစ်တယ်ဆိုတော့ပြပြထားဖြစ်ပါတယ်အဲ့ဒါတခြားလူတွေဆိုင်တခြားလူတွေရဲ့ပင်မနာကိုဖြေပြောက်တဲ့နေရာတခြားနည်းနဲ့ရှိကောင်းရှိလိမ့်မယ်အဲ့တော့ကိုဒီစာကြောင်းကိုပြောတဲ့လူတွေပဲသက်ဆိုင်နေဒီစာကြောင်းကိုပြောတဲ့လူကကြတော့ဘာလဲသူ့ရဲ့အမြင်သူ့ရဲ့ထင်မြင်စားချက်တွေကိုပြောတာပင်မလာတဲ့အချိန်မှာဆိုလို့ရှိရင်အိတ်လိုက်တာအကောင်းဆုံးပဲအဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်။ Okay နိဗ္ဗာန်အာဆွေဟီနိုဘီရူဝါဆိုင်ခိုနီခါဂီအာဆွေဟီပူတဲ့နေ့မှာဆိုလို့ရှိရင်ဘာဖြစ်လဲဆိုဘီယာကဆိုင်ခိုးဆိုလုံးဝအမိုက်ဆုံးအကောင်းဆုံးဖြစ်တယ်ပေါ့ဘီယာကသာအကောင်းဆုံးဖြစ်တယ်တဲ့အဲ့လိုပြောချင်တာဖြစ်တယ်။ဘယ်လိုလဲဆိုဒီနီဟွန်ကျင်းနေဆိုလို့ရှိရင်ဒီရာသီဥတုပူလို့ရှိရင်ဘီယာအေးလေးတောက်ကြလေးရှိရပေါ့နော်အဲ့လိုမျိုးပေါ့နော်ပူတဲ့နေ့မှာဆိုလို့ရှိရင်ဘီယာကအကောင်းဆုံးပဲတဲ့အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်။အာဘူနိုင်ဘာရှော်နီဝါအခါနိုင်ခါဂီရူအနေရများတဲ့နေရာတွေကိုမသွားတာအကောင်းဆုံးယုံမှန်ခါစဲကဟာတဲ့ယူတိုခီဝါဟီတိုကအိုဤတခိုရိုနီအခါနိုင်နီခါဂီရူခါစဲပေါ့နော်ဒီယောဂတွေပေါ့နော်ပြောမယ်ဆိုရင် influencer တို့ပါတော့နော်အဲ့လိုယောဂတွေရဲ့ပြန့်နှံ့နေတဲ့အချိန်မှာတဲ့လူတွေအများကြီးရှိတဲ့နေရာကိုမသွားတာကအကောင်းဆုံးဖြစ်ပါတယ်အဲ့လိုမျိုးပြောချင်တာဖြစ်ပါတယ်ဒီ grammar လေးက N3 မှာဆိုလို့ရှိရင်ဒါ star ပြထားတဲ့ grammar လေးဖြစ်တယ်ပေါ့နော်လွယ်တယ်ကျွန်တော်ဒီမှာရှင်းပြထားတာလေးတွေကလည်းအားလုံးတော့အဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့ကိုယ့်ဘက်ကို rel လေးထိုးပြီးတော့ဒီ grammar လေးကိုထည့်ပြီးတော့အစားသွင်းပြီးတော့ပြောကြည့်ပါပေါ့နော်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးနီးလာနေလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ကြပါမယ်